မင်းသမီးလင်းလင်းနဲ့ဝမ်တို့ရဲ့စီရီးတစ်ကတော့ပွဲမှာဖြေကြားခဲ့တဲ့အင်တာဗျူးမှာလင်းလင်းကနိုင်ငံခြားမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုဖန်တွေသိအောင်ပြောပြပေးသွားတာဖြစ်လို့ဘာတွေပြောသွားလဲဆိုတာကိုသိရအောင်ဗီဒီယိုကိုအဆုံးထိကြည့်သွားလိုက်နော်သူတို့နာမည်သုံးပြီးပစ္စည်းရောင်းတာရန်ပုံငွေတောင်းတာတွေရှိနေပါတယ်တရားဝင်ပွဲသို့မဟုတ်လက်မှတ်ရောင်းရင် channel တကြီးကပထမဆုံးကြေညာမှာဖြစ်လို့အရင်ဆုံးသေချာစစ်ဆေးကြဖို့သတိပေးထားပါတယ်လက်မှတ်တွေကိုကြိုဝယ်ပြီးဈေးအဆမတန်တင်ရောင်းတာတွေကြောင့်ဖန်တွေငွေအမြောက်အများနစ်နာနေရလို့ရက်တန်းကြရက်ကြဖို့တောင်းဆိုထားပါတယ်။ channel သူတို့ကိုယ်တိုင်သို့မဟုတ်တရားဝင်ဖန်ကလပ်ကလွဲလို့ကျန်တဲ့နေရာတွေကသတင်းတွေကိုမယုံကြဖို့နဲ့မတမာသူတွေကိုဥပဒေအရအရေးယူသွားမှာဖြစ်ပါတယ်။လင်းလင်းပြပသွားတော့က၄-၅ယောက်ခန့်ရှိတဲ့အဖွဲ့တစ်ဖွဲ့ဟာဖန်ရောင်ဆောင်ပြီးစနစ်တကျအစင်းစင်းနဲ့သူတို့သွားမဲ့စကတ်ကျိုးတိုင်းလိုက်လံနှောက်ယှက်ခဲ့ပါတယ်။ဖန်တွေကိုနှုတ်ဆက်ဖို့ကားမှန်ချချိန်မှာအတင်းတိုးဝင်ဓာတ်ပုံရိုက်တာကားပေါ်တက်ခါနီးမှာလူချင်းနီးကပ်စောင့်ကြွားကြွားတိုးဝင်လာတာမျိုးတွေလုပ်ခဲ့လို့လင်းလင်းတကယ်ကြောက်လန့်ပြီးလူမှုကွန်ရက်မှာပို့တင်သတိပေးခဲ့ရပါတယ်။ဖန်တွေရဲ့စောင့်ကြည့်ပေးမှုအရဒီအဖွဲ့ဟာမနစ်ကပွဲတုန်းကလည်းအခုလိုပဲဝစ်စုံပုံစံတူနဲ့လာရောက်နှောက်ယှက်ခဲ့ဘူးသူဖြစ်ပါတယ်။ပြည်ပမှာဖြစ်တာမို့ဥပဒေအရအရေးယူဖို့ခက်ခဲတဲ့အတွက်လောလောဆယ်လုံခြုံရေးအစောင့်2ယောက်တိုးမြင့်ထားပြီးနောက်ပိုင်းလဲထပ်တိုးမှာဖြစ်တယ်လို့လင်းလင်းကိုယ်တိုင်လဲငရုတ်ကောင်းဆော့ပရေးဆောင်ထားတော့မှာပါအဲ့ဒီလူတွေအပြင်မှာစောင့်နေမှန်းသိတော့လင်းလင်းကအိတ်ထဲကအမာဆုံးပစ္စည်းဖြစ်တဲ့လက်ကင်ပန်းကအမာစားဝတ်ကိုထုတ်ပြီးတကယ်လို့အတင်းဝင်တိုက်ခိုက်လာရင်ခေါင်းကိုရိုက်ပစ်မယ်ဆိုပြီးခေါင်းထဲမှာကြိုတင်စီမံကိန်းချကခုခံဖို့အစဉ်သင့်ပြင်ထားခဲ့ပါတယ်။။ဝန်ကလည်းမိန်းကလေးတယောက်အနေနဲ့အခုလိုအုပ်စုလိုက်အတင်းတိုးဝင်လာတာဟာလက်နက်ပါမပါမသိနိုင်လို့အရန်အနေအများကြောင့်ဒါကြောင့်ချစ်ရင်လဲအတိုင်းတာတစ်ခုအတွင်းကပဲချစ်ပေးကြဖို့တောင်းဆိုထားပါတယ်။ပုံမှန်အားဖြင့်တော့အားရရက်တွေဆိုရင်သူတို့2ယောက်လုံးအပြင်မထွက်ပဲအိမ်မှာပဲအိပ်ဆက်အနားယူရတာကိုပိုသဘောကျကြပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။